ဒီနေ့စာသွားထည့်ပြခဲ့ပါတယ်ဒီစာတိုက်ကတော့စာတိုက်အသေးလေးပါအလုံးနဲ့လဲနေတယ်ဆိုတော့အလုပ်ပြီးလို့ရှိရင်ဒီစာတိုက်မှာစာကိုထည့်ပြပါတယ်အရင်ကစာထည့်မယ်ဆိုလို့ရှိရင်ကားပေါ်ကနေပြီးတော့အပြင်မှာရှိတဲ့စာတိုက်ပုံးတွေကိုထည့်ပါတယ်အဲ့လိုထည့်တဲ့အခါမှာပြီးခဲ့တဲ့2025ခုနိုဝင်ဘာလတုန်းကစာနှစ်ဆောင်ထည့်ခဲ့ပါတယ်စာနှစ်ဆောင်ထည့်ခဲ့တဲ့စာနှစ်ဆောင်လုံးကခိုးခံခဲ့ရပါတယ်အဲ့လိုခိုးခံပြီးတဲ့နောက်ပိုင်းမှာစာကိုအထဲထဲမှာပဲအခုလိုလာထည့်ဖြစ်ပါတယ်ဒီစာတိုက်ကတော့လူအများကြီးမရှိဘူးလာတဲ့လူတစ်ယောက်စားနှစ်ယောက်စားပဲရှိပါတယ်စာတိုက်ကလည်းသေးတယ်ဆိုတော့လူနည်းနည်းပဲရှိရဲ့